အချိန်ခါမှာသာသနာတော်ကျေးဇူးများတဲ့တဏှာမှာဒီရွှေငွေကိုအရင်တည်ပြီးတော့အပ်တဲ့ပစ္စည်းသွားလှူတာလဲအပ်သွားမယ်ဒါဆိုလို့တာနော်ဒါအအောင်ပြုလို့ရနိုင်တဲ့နီလမ်းပဲဒီတော့တန်ဖိုးကိုမူလတန်ဖိုးရှင်ငွေလှူတဲ့ပုဂ္ဂိုလ်ကိုငွေပြန်ပေးပေါ့တပိတ်တဲ့ကိုတပိတ်ပြန်အပ်လိုက်တပိတ်တဲ့ဓမ္မတပိတ်အပ်ပြီးဒီငွေကိုပြန်ယူပြီးတဲ့အခါဒီငွေကိုမူလလှူတဲ့လူကိုပြန်ပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်ဒါအပ်သွားတယ်နော်ကဲကပ္ပိယဗန္တတတဝခေတဝပရိပုံစီတောဝတ္တတိတကားကိုမူလရွှေငွေလှူတဲ့တကားကိုတကားကြီးရွှေငွေကတော့ယဟန်တော်လေးနဲ့မဖုလို့ဘုရားရှင်ကပြညာထားတဲ့အတွက်ဘုန်းကြီးအလှမခံရစေနဲ့ဆိုပြီးတော့ဒီရွှေငွေကိုမူလအလှရှင်ကိုပြန်အပ်လိုက်တယ်မူလအလှရှင်ကလည်းတရားရှိတဲ့အတွက်သူကအပ်တဲ့ကပ္ပိယဗန္တတစ်ခုခုကိုသူရွှေငွေနဲ့လက်ထပ်ပြီးတော့လာပြီးလှူမယ်ဆိုရင်ဒါအပ်သွားတယ်ဒါအပ်တဲ့ပစ္စည်းဖြစ်တယ်ဒီရွှေငွေပဲထားတော့ဒီရွှေငွေပဲမဲ့လို့ခဏကသူ့မူလပိုင်ရှင်ကိုပြန်ပေးခွင့်မြတ်စွာဘုရားခွင့်ပြုထားတယ်နော်မအပ်လို့ဟုတ်တယ်မလားကဲနောက်တစ်ခုဒါနံပါတ်2တပိတ်ပဲနော်နံပါတ်3တပိတ်ယောပိရူပိယဩဃနာဖေတဝါကပ္ပိယကာရကေနတတေကာမရာကုလံခန္ဓဝါပတ္တံဒိဋ္ဌဝါအယမေရှာရုသတိတိဝတ္တတိကပ္ပိယကာရကောသတံရူပိယံတတဝါကာမရံတင်ညာပေတိယံပိပတောကပ္ပိယဝဟရိနာခေတောပိဒုတိယပတ္တသတိသောယေဘမူလတတံပတိစိတတအကပ္ပိယောတတိယသပိတ်ယောပိအကျဉ်ယဟန်တော်သည်လည်းပဲရူပိယံရွှေငွေကိုဩဃနာပေတဝါကိုယ်တိုင်အလှခံပြီး၍ဩဃနာပေတဝါအလှခံယူစေပြီး၍ကိုယ်တိုင်တော့အလှမခံဘူးပေါ့ရှင်ပြဒီမှာရှင်ပြသုံးကျင်တယ်လေးသုံးအောင်တပည့်တော်ဟာဒီမှာငွေလေးတရားပြအလှခြင်းနဲ့ဟေ့ကျောင်းသားလာစမ်းတို့ဒီလိုကိုယ်တိုင်တော့အလှမခံဘူးပေါ့ကျောင်းသားဟိုက်မှာယူထားလိုက်မိမိကိုယ်တိုင်တော့အလှမခံဘူး